ကြောင်းမို့စိတ်ကြံမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့ဘုရားတကာဘုရားမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေကောင်းတို့အလူတော်ရှင်သူပြောကြောင်းမို့စိတ်ကြံမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့ယနေ့ယခုတရားပွဲဖြစ်မြောက်ရန်အတွက်ပြုလုပ်ဆောင်ရွက်ရသောဝေယဝိသကုတုယနေ့ယခုတရားပွဲလာပရိသတ်ပေါင်းသူတော်ကောင်းတို့အားအာဟာရဒါနအာဟာရစသည်တို့ဖြင့်လူတိုင်းရာကျင့်ဒါနကုတုစောင့်တည်စေစောင့်တည်လက်တဖြစ်သောသီလကုတုပွားများစေပွားများလက်တဖြစ်သောဘာဝနာကုတုတရားကိုပြုလုပ်ခြင်းအမတဒါနဓမ္မဒါနကုတုမြတ်ဗုဒ္ဓ၏ပရိဘောဂဇေရီတော်ဖြစ်တဲ့ဘောဓိပင်ကိုပူဇော်ရခြင်းဗုဒ္ဓပူဇာကုသိုလ်ဒီနေ့ယခုပြုလို့အထုတဲ့ကုသိုလ်ကောင်းမှုအစွစွတို့ကိုကုသိုလ်ဝါဒဝါပေးဝေခြင်းပတ္တိဒါနကုသိုလ်သူတော်ဘာတို့ပြုလို့တဲ့ကုသိုလ်ကောင်းမှုတို့ကိုဝမ်းမြောက်ဝမ်းသာသာဓုသာဓုကိုဆိုခြင်းဆိုတဲ့ပတ္တာနုမောရဏကုသိုလ်ယရဏသုံးပါးနဲ့တပတ်ကံအကံအကျိုးတရားတို့ကိုယုံကြည်သက်ဝင်ခြင်းဆိုတဲ့ဒေတိစုကမ္မကုသိုလ်ဒီနေ့ယခုဗုဒ္ဓပူဇနီယပွဲ
မတပင်ဘွယ်သို့ရောက်ရှိလာကြကုန်သောပရိသတ်ပေါင်းသူတော်ကောင်းတို့အားအယူသည်ပြုအကျင့်ပစာယနာကုသိုလ်ဤကဲ့သို့မြတ်မြောင်လာသောကောင်းမှုကုသိုလ်ကံစေတနာဖြာဖြာတို့ကြောင့်သတ္တသီလဒုဒ္ဒစာကပညာဟိရိဩတ္တပတိဟုသောသူတော်ကောင်းဥစ္စာခုနှစ်ပြားတို့နှင့်ပြည့်စုံကြသည်ဖြစ်၍အသက်လက်ရှိနာလက်ကင်းရံပြီးကင်းကြောင်းကောင်းမှုမင်္ဂလာပြားပြားတို့နှင့်ပြည့်စုံမိလျင်မရရှိသေးသောလောကီစည်းစိမ်ဥစ္စာယရဏတို့ကိုရရှိခြင်းရရှိပြီးသောလောကီစည်းစိမ်ဥစ္စာယရဏတို့သည်အကျိတ်ကံရဲ့တည်ကြုံစွာသောကောင်းကျိုးချမ်းသာဒုက္ခမင်္ဂလာပြားပြားတို့နှင့်ပြည့်စုံကြသည်ဖြစ်၍အဆုံးဘဝနောင်ကာလ၌လောဘမိဒေါသမိမောဟမိစသောမိတစ်ဆက်တစ်ပါးတို့၏ကုံရာချုပ်ရာငြိမ်းရာမှာအသင်္ကတမြတ်လာစွာသောနိဗ္ဗာန်ရှိပြည့်မြတ်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေဘာတာယတာရဝန္တိယဣမေလောကမုဘာကာတိတနောဒေတိတုမုဒ္ဒိယဝါဂီတာသဂယယပမာတုနာမချုံညမလူရအောင်သူသည်များစကားတရားဖြစ်စေခွေဝီချင်းစာဝါစာစိန်ဤရကုန်တော်ရှိတော်မူသောဇီနာအာလာဝကပကဗြမနာလာဂီသာတိညစွာပွေရကာရု၌အမြဲတမ်းအနိုင်ယူအောင်တော်မူအညောဖူရိုဖြင့်ကွန်မြူဘီတဲ့အိုကျေးဇူးတော်ရင်ရှင်တော်မြတ်ဖရာဘဂဝါရှုမျိုးလို့မဆုံးတကူတော်လုံးစက်တည်းလက္ခဏာတော်ရီမှုံချေသည်ဖုံးကျွဲတို့ထားရှင်တော်မြတ်ဖရာသည်ဝါဂီတဝါဂီတောစကားဝကြကွက်လာအောင်ဝါဟာယွန်ကြစကားနိုင်ပြိုင်ပဲကင်းတော်မူသည်ဖြစ်၍သာရဝန္တိယဆိုဤစိတ်ဤအစီရှင်ဆိုအကာကိုဖဲဒိဗေဒရာလာသဖြင့်တဘာဝအတိအနှစ်သာရရှိခါသောဘာသာယမယောလုံးမတင်လုံးအစွန်းနှစ်ဖက်လို့စင်ရဲဝှချုံငိမ့်အတိဉာဏ်ပေးဟောဖို့မြင့်မြတ်သောတရားတော်စကားတော်ရူဖြင့်ဣမံလောဇမနာလူကဘာသူကဘာသာအောက်တန်းစားမကြင်ရရှိသမျှဒီတတ္တလောကကြီးကိုဥပါကာတိ1500ကိလေသာတွေဆွလွဲလျက်ဝိထေမကဲတင်ဒီကဲအမြင်အသိပေါက်ဖို့ထိရောက်ပါစေမလောတန်အကျိုးပြုတော်မူနိုင်ခဲ့ပြီဖရာဗန္ဒီရှင်လူလောကသဘောကျအောင်ဟောပြသွန်းအောင်သုဒမြစကားတရားဖြစ်စေလွတ်ကျွေမြတ်ဖို့ဟောကြားတော်မူပါဆရာတော်တခင်အရှင်သူမြတ်ကြီးဖရာသာဓုသာဓုသာဓုဒီနေ့သာသနာတော်နှစ်2569ခုနှစ်ဘောဇာတေကရင်1389ခုနှစ်
Kesonglabi jo teyeni karene senaye ngala netawnasanga tinila ni nyajang kadamani Thainaidan Surathani Khayai Kotaung Chon Hesli Tambo Ledan ni Konowin Ziri do Yin Twinwe Buddha Uzaniya Attainment mi phit sin Jimba Pyulo Atte Salini Miao Tiro Tin Attainment Dhamma Uza Tabinwe Yashi Naja Gundon Dhyana Preta Bombiro Gondo A Digini Nya Uzini Te Pilu Tuame Daya Amiga Napet Nyema Lubawa Aya Tobi Diyaro Dhyana Meliro Shivare Dame Tomba Shide Navateka Napet Nyema Navanega Lubawa Navat Tomba Aya Tobi Ni Alu Kwerido Malayindo Maya Dwebare Napet Nyema Lubawa Aya Tobi Ni Diyaro Mahojami Manayumi Nanda Sejoma meeting ni Tanjari Depita Tatawa Tupita Tatawaro Nidari Puta Bido Damatabe Kuni Jawasu Alumele Uchi Ayubi Laisu Java Lozo Myazwa Tatawa Chanda Kuze Nyevazi Upayambe Insiwe Nye Ijavazi Iyimbi Ndwema Nyadada Chanda Kuse Nyevazi Upayambe Insiwe Nye Ijavazi Yaku Yavla Nyadunga Chanda Kuse Nyevazi Upayambe Insiwe Nye Ijavazi Itang Atwema Ichon Atwema Naigan Atwema Gaba Atwema Nyadada Chanda Kuse Nyevazi Upayambe Insiwe Nye Ijavazi Lu Echin Chin Lepa Chin Inshin Javazi Sinya Lu Jin Achin De Jin Achin Chin Inshin Javazi Sinya Lu Jin Achin Chin Inshin Javazi Navaro Paranigo Veda Nadi Minyeda Gadasina Kinsi Vyaro Dhanavrika Dinya Ninya Minyada Duga Misiya Parodavadu Diyoti Parandavadu Diyoko Nanigo Veda Sinle Mugla Pachile Nupujava Sine Kadesi Dazoda Kudo Yanai Wape Yanai Masu Kaisi Dazodi Aldonan Turavado Dugu Nadi Minyita Mandam the Mugmeti Meni Mapujava Sine Vyarodhanaya Kumuya Vintipa Jin Nobuya Soga Jin Diuto Nese Chimbinaram
ပရိဃတင်ညာယဒေါသစိတ်ဖြင့်၎င်းအင်းညောအင်းညတတယောက်ဒီတယောက်ဤဝါအချင်းချင်းဒုက္ခဆင်းရဲကိုနာအိစိယအလိုမရှိရဣတိဣသောမေတ္တာသောပရိတိမေတ္တာသောပရိတော၌ဘဂဝါဘုံတော်ကြည်တော်မူတဲ့မြတ်စွာဘုရားသည်အဝေါဇာကရုဏာရှိတာမေတ္တာအဖြစ်ဟောကြားတော်မူခဲ့ပါပြီတည်းသာဓုသာဓုသာဓုသုံးစရဝနနာစัจ java လာမိတင်နေတိုင်းကြတဲ့ဒုက္ခိတတတ္တဝါဒုက္ခိတတတ္တဝါတွေအချင်းချင်းလည်းပါချင်းကင်းရှင်းကြစီမှုအတင်သေးချင်းချင်းချင်းကင်းရှင်းကြစီမှုဆင်းရဲလိုချင်းချင်းချင်းကင်းရှင်းကြစီမှုမေတ္တာဘာဝနာတွေပို့တာပြီးတော့ဒီနေ့ည9 နာရီနဲ့43မိနစ်အချိန်မှာဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီအားလုံးသောတရားနာပရိသတ်ပေါင်းတို့ကောင်းတို့ကတရားကိုနာယူရလွယ်ကူသောဣရိယာပုံများဖြင့်လောလတ်စွာထိုင်ခြင်းမျိုးဖြင့်တရားနာယူနိုင်ကြပါပြီဒီကနေ့ဟောမယ့်တရားကနှစ်ဖက်မြန်မာလူဘဝအယတော်ပြီတန်ရောင်လေးတော့မလိုက်နိုင်ကြဘူးနာမည်ရှိသွားလားပြန်ကြရင်ပြောနေမှာဘုန်းကြီးကအယတာဥဒ္ဒတရားနာမည်ပြီးတော့ရှည်တယ်လို့မှာနော်ခွေးကန်လေးတစ်လုံးတော့ပြီးတယ်ခွေးကန်လေးတစ်လုံးအဲ့တော့အဲ့ဒီတရားလေးဦးဇင်းတို့မဟောခင်မနေ့ကကျင်းပခဲ့တဲ့ဗုဒ္ဓဥဇနီယပွဲတော်ကမ္ဘာမှာUNESCO ကုလသမဂ္ဂအဖွဲ့ကလက်အောက်ခံဖြစ်တဲ့ UNESCO အဖွဲ့ကနေပြီးတော့ဥဆောင်ကျင်းပတဲ့ဝတ်ဆက်ဒေးဒီကထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ UN ရုံးမှာလဲကျင်းပတာကမ္ဘာရမှာရှိတဲ့ဂရီလင်္ကာတို့ဗီယက်နမ်မှာလဲကျင်းပတယ်မလေးရှားမှာလဲအဲ့ဒီမျိုးကိုခန်းခန်းနာနာတောင်ကိုရီးယားတို့မှာလဲခန်းခန်းနာနာကျင်းပသူတို့ကဘယ်လောက်ထိခန်းခန်းနာနာကျင်းပရဲဆိုကာယီတွေနဲ့ဗုဒ္ဓဝင်းဝိဝါရာရီဘုရားဖြစ်တာတွေပြိဋိဘံစန္ဒာတွေအဲ့လိုခန်းခန်းနာနာရုပ်ထုတွေထွင်းပြီးတော့ကားပေါ်မှာတင်ပြီးမြို့ထဲကိုလက်လူတွေရောကားရီရောရုပ်ထုတွေရောပန်းတွေရောဉာဏ်တန်ဃာတော်မဟာယာနတန်ဃာတော်တွေဖြေရဝါဒတန်ဃာတော်တွေနဲ့အားလုံးစုပေါင်းပြီးတော့ဆင်ရင်ကျင်းပခန်းခန်းနာနာကျင်းပလိမ့်ရှိတယ်။ဒီကမ္ဘာမှာဘုရားဘာသာထုံးကားဆုံးလို့ကိုကြွေးကြော်နေတဲ့မြန်မာပြည်မှာကြတော့ပစုံလာပြီးနေကိုဒီလောက်ထိခန်းခန်းနာနာကြီးကျယ်ကျင်းပမရှိဘူး။ဘုရားပြီးမှာရှိတဲ့ညောင်မင်းဒီမှာညောင်ရင်သုံးပွဲကျင်းပလိုက်တာပါ။ဘုရားပူဇာမယ်ညောင်မင်းကြီးလောင်းညောင်မင်းကြီးပူဇော်တယ်ပေါ့ဒီလောက်ပါပဲသိပြီးခန်းခန်းနာနာကျင်းပါတယ်တခြားနိုင်ငံတွေနဲ့ရှင်ပြောတာပါလေတခြားနိုင်ငံကိုယ်နိုင်ငံနေထားတဲ့တခြားသောလာမင်းတွေမှာကြီးကျယ်ကျင်းပတာရှိပါတယ်ကမ္ဘာနဲ့ရှင်ပြီးပြောမယ်ဆိုရင်ကစုံလာပြီးနေမှာကြတော့မြန်မာပြည်မှာကြတော့ပိတ်ပြီးကြီးကျယ်ကျင်းပတာမရှိဘူးတောင်းပြောချင်တာပါဘုန်းကြီးနိုင်ငံသားလေးရောက်တာနဲ့ကိုယ်နိုင်ငံကိုစော်ကားတယ်ဆိုရင်တချို့ကအကောက်ယူလွယ်ပြီးပြောနေမှလဲကြောက်ပါသေးအဲ့လိုသဘောမျိုးမဟုတ်ပါဘူးကစုံလာပြီးနေ့ကိုကုလသမဂ္ဂအနေနဲ့လည်းအတိမတ်ပြုထားတဲ့ဗုဒ္ဓနေ့ဒါဘုရားဘာသာဝင်တွေအတွက်ရောဗုဒ္ဓရဲ့ဝိပါခဲ့တဲ့နေ့အနေနဲ့ရောအထူးမြတ်သိထားတယ်ဆိုတာကိုအလေးပြောချင်တာပါကဘာအနေနဲ့ဒီနေ့ကိုအထူးမြတ်ထားပေမဲ့လူမြန်မာအနေနဲ့ကြတော့
အထူးမြတ်ထားတာတော့အားနဲ့ချက်ရှိပြီးတယ်ဒါလေးပြောတာပါကြီးကျယ်ကျယ်ကျင်းပပါတယ်ဘာဖြစ်လို့ဒီနေ့ကိုအလေးထားရလဲဆိုတော့ဘုရားဝင်အနေနဲ့ရောဘုရားဘာသာသမိုင်းကြောင်းအနေနဲ့ရောအမတန်အရေးပါတဲ့နေ့ပါစုံလာပြီးနေ့ဗျာရိတ်တော်ပန်းစင်ញံကစုံဘိုးလေးပင်ချင်းတဲ့ကဘာတသိန်းမြတ်ဗုဒ္ဓလောင်းနေရာသူမိတာရှင်သိဘဝမှာဒီမင်္ဂလာမြတ်စွာဘုရားခြေတော်ရင်းမှာတရားထိုးပြီးတော့မိမိခန္ဓာကိုယ်ကိုတရားထိုးပြီးဒီမင်္ဂလာမြတ်စွာဘုရားနဲ့တကွနောက်ပါယဟန်တော်မြတ်လူခန္ဓာကိုယ်ဘဝကြွပြီးတော့ကြွနိုင်အောင်ဆိုပြီးတရားထိုးပြီးတော့အသက်ကိုဗราဏမထာဆွတ်လွတ်ပြီးတော့ဘုရားစုပန်ခဲ့တဲ့နေ့ကလည်းပဲအဲ့ဒီကဆုံလာပြီးနေ့ပါပဲအဲ့ဒါကြောင့်ဗျာဒိတ်တော်ပန်းစင်ញံကစုံဒီလိုလာတယ်စာမကနောက်တစ်ခုမေတော်ဝမ်းမလမ်းကြွကစုံမေတော်မာယာဝမ်းကြတိုက်မှာဆေလာတိတိပရိသန်နေပြီးတော့မြတ်ဗုဒ္ဓလောင်းလျာသိတ္တထလောင်းလျာလေးကိုပွားမြင်ခဲ့တာလည်းပဲအဲ့ဒီကစုံလာပြီးပါပဲဒါကြောင့်ဗျာဒိတ်တော်ပန်းစင်ញံကစုံမေတော်ဝမ်းမလမ်းကြွကစုံနောက်တစ်ခုမြတ်ဗုဒ္ဓလောင်းလျာသိတ္တထမွေးတဲ့အချိန်မှာဘွားဘက်တော်9မျိုးယူဒနာပရိသတ်ကြားဘူးပါလိမ့်မယ်အာဘောကာယကံရွှေစံဆိုတာအာဆိုတာကအာနန္ဒာဘောဆိုတာကဘောရိပင်ကာဆိုတာကကာလုဒာယအမတ်ယဆိုတာကယတောရယသူရဲ့ဤတရားအလောင်းနေရပေါ့အာဘောကကံဆိုတာကကန္တကမြင်းဘုရားလောင်းတွန်းထွက်တဲ့အခါမှာစီးရဲ့မြင်းရွှေဆိုတာကအလောင်းတော်မွေးတဲ့နေ့မှာတနေ့ရဲပေါ်လာတဲ့ရွှေအိုးကြီးလေးလုံးဆန်ဆိုတာကနောက်ဆုံးဆန္ဒအမတ်မြတ်စွာဘုရားတောထက်တော့မြင်းပြီးဆိုမောင်ဆန်ဆိုတာတူတရားနာပရိသတ်ကြားဘူးပါလိမ့်မယ်ဘုရားလောင်းသိတ္တတာနောက်ပါးကနေပြီးတော့တောထွက်တဲ့နေရာမှာလူသားအဖော်နေနဲ့ပါသွားဆန္ဒအမတ်ကန္တကမြင်းတောထွက်တဲ့ကစီးတဲ့မြင်းယတောရယဘုရားလောင်းသိတ္တတာယူမဲ့ဇနီးမယားကာဆိုတာကာလုဒာယိမဆိုတာမြတ်စွာဘုရားဖြစ်ပြီးတော့ချစ်ချင်းကပိလဝတ်တိုင်းပြည်ကိုမကြွဘူးခမည်းတော်ရှိတဲ့နေရာကိုချစ်ချင်းမကြွဘူးစင်ញံကစုံမေရောလမ်းမလမ်းကြွကစုံဘင်းကြောင့်ဘောဒီရွှေကြောင့်ဘောဒီပေါက်ဒီကစုံမြတ်ဗုဒ္ဓဖြစ်ရဤကစုံနောက်ဆုံးမြတ်စွာဘုရားအလောင်းလျာ29နှစ်မှာတောထွက်6နှစ်တရား35နှစ်မှာဘုရားဖြစ်တော့ဘောရိပင်အရင်ဘုရားဖြစ်တဲ့နေ့ကလည်းပဲကစုံလာပြီးပြီပါပဲအဲ့ဒါဗုဒ္ဓဘာသာရဲ့သမိုင်းမှာအဲ့ဒီလောက်ကြီးအရေးပါခဲ့ပါဒီနေရာမှာဘုဒ္ဓအနေနဲ့ဦးဇင်းတို့ပြောချင်တာကဘောရိပင်လို့ခေါ်ရတာကအဲ့ဒီပင်မှာအဲ့ဒီတုန်းကဦးဇင်းတို့ဘောရမမြတ်စွာဘုရားကညောင်ပင်မှာအမိပြုပြီးတော့အရဟတမေညာတပ္ပိညဉာဏ်ကိုရတဲ့အတွက်ကြောင့်အဲ့ဒီအပင်ကိုဘောရီလို့ဦးဇင်းတို့စာပေမှာခေါ်ပါတယ်ညောင်ပင်ရဲ့နာမည်မဟုတ်ပါဘူးတကယ်လို့မြတ်စွာဘုရားကဂတ်ကိုမြင်ရင်းမှာတခြားတော့ခုလာမဲ့ပွင့်တော်မူမဲ့အရိမတိယမြတ်စွာဘုရားဆိုရင်ဂတ်ကိုမြင်ရင်းမှာပွင့်အဲ့ဒီဂတ်ကိုမြင်ရင်းမှာပွင့်မယ်ဆိုရင်ဂတ်ကိုမြင်ကိုလည်းပဲဘယ်လိုခေါ်မှာလဲဘောရီပင်လို့ခေါ်ဟုတ်ပြီနော်တကယ်လို့တရက်ပင်ရင်းမှာပွင့်မဲ့ဆိုရင်ရောအဲ့ဒီတရက်ပင်ဘယ်လိုခေါ်မှာလဲဘောရီပင်ပဲတရက်ဘောရီပေါ့အခုတော့ညောင်ပင်ဘောရီညောင်ပင်ပေါ့တကယ်လို့တရက်ပင်မှာဆိုရင်ဘောရီတရက်ပင်ပေါ့ဂန်းကောပင်ရင်းမှာဆိုဘယ်လိုခေါ်မလဲဘောရီဂန်းကောပင်ပေါ့ညောင်ပင်ကိုဘောရီခေါ်တာလားမဟုတ်ဘူးအရဟတမေညာတပ္ပိညုတဉာဏ်ရရှိရာမိယာဌာနဖြစ်တဲ့အတွက်ကြောင့်ဘာလို့ခေါ်ဘောဒီလို့ခေါ်ဘာလို့ခေါ်လဲဘောဒီလို့အဲ့ဒီပင်ကိုဘောဒီလို့ခေါ်မှာဆိုလို့မှတ်မှာဆိုလို့အဲ့ဒါတော့တို့ညောင်မင်းမှာပွင့်တော့ဘယ်လိုဖြစ်သွားလဲညောင်မင်းဘယ်လိုခေါ်လဲ
ဘောရီညောင်းပင်ဒီလိုခေါ်တယ်ဒါကကြားထဲမှာဘုဒ္ဓတအနေနဲ့မှတ်သားဖို့ပြောပါတယ်နောက်တစ်ခုမြတ်ဗုဒ္ဓဖြစ်ရဤကဆုံးမြတ်စွာဘုရားပွင့်တဲ့အရဟတမဉ္ဇဉ်တမဉ္ဇဉ်ဉာဏ်ရတဲ့နေ့ကလည်းကဆုံးလာပြီးပြီဖြစ်တယ်နောက်ဗုဒ္ဓဝင်စစ်ဟောလက်ကဆုံးခုနကဦးဇင်းပြောခဲ့တဲ့ကာလုဒ္ဒာကြီးအမတ်သွားပင့်တော့မြတ်စွာဘုရားပါလာအဲ့ဒီမြတ်စွာဘုရားကဘယ်မှာသတင်းသုံးရရာဇပြုပြီးဗိမိတာရနာမှာသူကဂတိကဝက်ရှိတာကိုတောထွက်ကလေးကဗိမိတာရမင်းနဲ့တွေ့တော့သူ့တိုင်းကြီးတဝက်ပေးမယ်အုပ်ချုပ်လည်းမင်းသားလို့ပြောညပါတော့လက်မခံတော့အရှင်မြတ်တရားကျင့်လို့ဘုရားဖြစ်ပြီဆိုရင်တပည့်တော်တိုင်းကြီးပထမဦးစွာကြွပေးလို့ပင့်ခဲ့ရှိတဲ့အတွက်ကြောင့်ဗိမိတာရစီဝင်ဗိမိတာရစီရမှာတခါအခုကျလို့ခမီးတော်တုတ်တော်တနနေတဲ့သူ့ရဲ့မွေးဖွားရကပ်ပြီးလို့ယနေ့ကနဲ့ပြောရင်ဦးဇင်းတို့ဒီပေါ်နိုင်တယ်အဲ့ဒီကြွလုံကြီးအင်ဂျင်တော်မြတ်စွာဘုရားကလုံကြီးအင်ဂျင်တော်ဒီပေါ်နိုင်ငံမှာဖွာဘုရားဖြစ်တော်အိန္ဒိယနိုင်ငံနဲ့ဒါတော့အခုမှနိုင်ငံခွဲလိုက်လို့ပေါ့လေအခုဆိုရင်တာဝန်ရှင်ကြီးက၄ဌာနမှာ၃ဌာနကအိန္ဒိယနိုင်ငံထဲမှာပါတယ်ဒီဟာပြည်နယ်ထဲတဌာနဖွာတော်မူတဲ့ဌာနကတော့ဒီပေါ်နိုင်ငံထဲပါသွားတာပေါ့ကျန်တဲ့တရားဟောတဲ့နေရာဘုရားဖြစ်တဲ့နေရာပြိဋိဘံစံတဲ့နေရာအဲ့ဒီ၃ဌာနကတော့ဦးဇင်းတို့အိန္ဒိယနိုင်ငံထဲမှာမွေးဖွားတဲ့နေရာတစ်ခုကတော့ဒီပေါ်နိုင်ငံပိုင်တဲ့ထဲမှာပါသွားတယ်အင်းတော့အဲ့ဒါကြီးတစ်ခုလုံးဟိုဘက်ကအရှိကနီပေါ်တို့အိန္ဒိယတို့အနောက်ကပါကစ္စတန်တို့အာဖဂန်နစ္စတန်တို့အဲ့ဒါကြီးအခုတော့အိန္ဒိယတက်ဒီလိုတတ်မှတ်တာကိုနောက်ပိုင်းအင်္ဂလိပ်ကြီးသိပြီးတော့မှနိုင်ငံကြီးအတီးပြီးကွဲသွားကြပြောလို့တာကမြတ်စွာဘုရားကတပေါင်းလာပြီးနေ့မှာရာဇဂုကြီးကကြွားတယ်ကပိလဝတ်ပြီးရောက်တဲ့နေ့ကလည်းပဲစုံလာပြီးအဲ့ဒီရောက်တဲ့နေ့မှာဗုဒ္ဓဝင်ဖွင့်တော်မူခဲ့ပြီးတဲ့24စုတော်ဘုရားရှင်ကြီးရဲ့ဗုဒ္ဓဝင်ကိုဟောတာအဲ့ဒီစုံလာပြီးနေ့မှာပဲဟောပါဒါကြောင့်ဗုဒ္ဓဝင်စစ်ဟောလက်ကစုံဘုရားဝင်တော်ကြီးကိုဟောတာဘယ်နည်းမှာဟောတာလဲဆိုတော့စုံလာပြီးနေ့မှာတဲ့ဟောပါခန္ဓာချုပ်ငြိမ်းရုပ်သိမ်းကစုံနောက်ဆုံးမြတ်စွာဘုရားပြိဋိဘံစံတော့လည်းပဲဘယ်နည်းမှာစံတာစုံလာပြီးနေ့ပဲခန္ဓာရုပ်သိမ်းချုပ်ငြိမ်းကစုံမြတ်စွာဘုရားပြိဋိဘံစံတော်မူတဲ့နေ့ကလည်းပဲဒီပြာနာပရိသကစုံလာပြီးပဲဖြစ်ပါမွေတော်နေ့မွေတော်မူတဲ့နေ့ကလည်းဗျာဒိတ်ပန်တဲ့နေ့ကလည်းကစုံလာပြီးမွေတဲ့နေ့ကလည်းကစုံလာပြီးဖယားဖြစ်တော်လည်းကစုံလာပြီးပြိဋိဘံစံတော်လည်းကစုံလာပြီးနောက်ဆုံးတည့်ရဲ့ကြံဒါပေါင်းစုယုံချုပ်ဆုံးကစုံဓာတ်တော်ကြီးအားအခုမြတ်စွာဘုရားပြိဋိဘံစံသွားပြီဒါပေမဲ့သာသနာတော်ကြီးမကွယ်သေးဘူးသာသနာကြီး9ရက်မကွယ်သေးဘူးတရားသူတရားမြတ်ကြီးရှိနေသေးတဲ့အဓိကမသာသနာပရိယတ်တိစာပေတွေကိုမြတ်စွာဘုရားဟောခဲ့တဲ့ပရိကသုံးပုံဓမ္မကန္တာပေါင်း8400တော်မြန်မာနိုင်ငံမှာရှိတဲ့သံဃာတော်ဒီရောထိုင်းမှာရှိတဲ့သံဃာတိလင်္ကာမှာရှိတဲ့သံဃာဗမာနိုင်ငံမှာရှိတဲ့သံဃာတော်တွေကလေ့လာနေတယ်ရွတ်ဖတ်နေတယ်တရဇင်နေတယ်ပရိယတ်တိသာသနာကြီးရှိနေတယ်နောက်တစ်ခုရိတ်တာအသီးသီးမှာဘုဂုတ်သိန်းမဟာစီစသည်ဖအောက်တော်ရစသည်ဤအမျိုးမျိုးနဲ့အာထုတ်နေကြတယ်ပရိပတ်တိရိတ်တာကြီးတွေနဲ့ရှိတဲ့တော့ပရိပတ်တိသာသနာကလည်းရှိသေးတယ်နောက်တစ်ခုကလိင်္ဂသာသနာဆိုတဲ့ရှင်ဖြစ်ယဟန်ဖြစ်တွေကလည်းပဲကဘာနန္ဒမှာရှင်ယဟန်ရှိနေသေးတဲ့ကြောင့်လိင်္ဂသာသနာကြီးကလည်းရှိနေသေးနောက်တစ်ခုနောက်ဆုံးသာသနာဖြစ်တဲ့ဓာတုသာသနာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်လေးကမြတ်စွာဘုရားပြိဋိဘံစံပြီးဒီဆိုရလောင်ကျွမ်းပြီးတဲ့အခါကျမှဓာတ်တော်မွေတော်ကြီးကျွင်းတယ်အဲ့ဒီဓာတ်တော်မွေတော်တိုင်းအတိုင်းအတီးတီကနေပြီးတော့ပက်ဆောင်သွားနတ်ပြည်မှာလည်းရှိတယ်နဂါပြည်မှာလည်းရှိတယ်လူပြည်မှာလည်းအတီးတီဌာနအတီးတီမှာရှိတာအဲ့ဒီဓာတုသာသနာလည်းရှိတယ်သာသနာ900လုံးယနေ့ခါပြည်စုံနေတယ်မြတ်စွာဘုရားရဲ့သာသနာတော်ကြီးကွယ်တော့မယ်ဆိုလို့ရှိရင်ပထမဥစွာအဓိကမသာသနာ
တရားတူတရားမြတ်ဇံမဲ့ဖို့တရားကြီးကွဲမယ်နံပါတ်1နံပါတ်2ပရိယတ်တိသာသနာတွေကွဲလိမ့်မယ်ဇာတိသင်္နာကြားတာမရှိတော့နံပါတ်3ကအကျင့်နည်းဝိပဿနာရှုနည်းကွယ်လိမ့်မယ်ပရိပတ်တိသာနာကွယ်နံပါတ်4ရှင်ပြုမဲ့ပုဂ္ဂိုလ်ယဟန်ပြုမဲ့ပုဂ္ဂိုလ်မရှိတော့လိင်္ဂသာနာကွယ်မယ်နံပါတ်5ဓာတုသာနာဓာတုသာနာဘယ်လိုကွယ်တော့ဆိုတော့ကမ္ဘာရမှာရှိတဲ့မြတ်စွာဘုရားရဲ့စัจ java နာမှာရှိတဲ့နတ်ပြည်မှာရှိတဲ့မြတ်စွာဘုရားရဲ့ဆွဲတော်နဂါပြည်မှာရှိတဲ့မြတ်စွာဘုရားရဲ့ဆွဲတော်လူပြည်မှာ2စုတရုတ်ပြည်မှာ1စုတီးလင်္ကာမှာ1စုအဲ့ဒီဆွဲတော်4စုတွေရောညတ်တော်တွေရောသွေးတော်တွေရောအသားတွေအကုန်လုံးစုပြီးတော့သာသနာပွေတော့မယ်အဲ့ဒီချိန်အိန္ဒိယနိုင်ငံမှာပြန်လည်ပြီးတော့စုယုံပြီးတော့မြတ်စွာဘုရားရဲ့တက်တော်ထင်ရှားပုံတဲ့ပြန်ဖြစ်ပြန်ပြီးတော့အဲ့ဒီမှာလူသားတွေမမြင်အောင်နတ်ပြမာတွေတရားဟောပြီးတော့ပြန်ပြီးဓာတုမိဘူးဆိုပြီးတော့ဝေဟောအဲ့ဒီနေ့ကလဲပဲကဆုံနာပြီးနေပဲဖြစ်မှာဖြစ်တယ်။အဲကြောင့်မြတ်စွာဘုရားရဲ့ဗုဒ္ဓဘာသာရဲ့အစအလယ်အဆုံး3မျိုးလုံးမှာဒီကဆုံနာပြီးနေကအရေးပါတဲ့အတွက်ကြောင့်ကမ္ဘာအသီးသီးကနိုင်ငံတွေကအလုံးအလေးထားဖြစ်ပါတယ်။ကုလသမဂ္ဂကြီးအတော်မှအဲ့ဒီနေ့ကိုအထူးတလဲအလေးထားပါတယ်။ဗုဒ္ဓနေ့လို့သတ်မှတ်ပါတယ်။ဒါရီဦးဇင်းတို့ကြုံလုံးဆုံလုံးမှာဗုဒ္ဓနေ့နဲ့ပတ်သက်ပြီးတော့ယနေ့ကညီငယ်ညီမမေရီလေလာမှာတားကြဖို့ယနေ့တဲ့အတိအပြောကြားခြင်းဖြစ်ပါတယ်ဒီမှာလာတဲ့အသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်ကြီးများအနေနဲ့တော့ဒီတရားတွေဒီဘုသူရာဒီကပြီးပြီးသားနာယူပြီးသားမှတ်သားပြီးသားဖြစ်ပါတယ်သို့တော်တဲ့တော်လူငယ်တွေအနေနဲ့ဗန်ဒီရဲ့အခြေအနေအရရတီကြောင့်တိုင်းတစ်ပါးရောက်ပြီးတော့ဘဝနံပါတ်1အသက်ရှင်တန်၍နံပါတ်2စာဝတ်နေရေးအတွက်ကျိုးစားလှုပ်ရှားနေကြတယ်ခုနိုင်ငံမှာကြံခဲ့တဲ့မလာနိုင်မသွားနိုင်တဲ့အလင်းငယ်တွေမိဘအရွယ်ကိုးဘွားတွေအကုန်လုံးအတွက်ထောက်ပံ့နေရတဲ့မြန်မာနိုင်ငံသားအားလုံးကိုဒီကနေ့ဗုဒ္ဓနေ့နဲ့ပတ်သက်ပြီးတော့ဓမ္မစကားအနေငယ်ဦးစီးအတိအပြပြောကြားခြင်းဖြစ်ပါတယ်အခုဟောမယ့်တရားကနှစ်ဖက်မြန်မာလူဘဝအယတွန်းသူစေနာရှိသွားပြီမူလီဝါဒကလည်းကောင်းဒီကနေ့မကောင်းလားကောင်းလားကောင်းပါဘူးဒေါ်တန်းစီချစ်ထားတဲ့ဓမ္မောကလည်းကောင်းမကောင်းလားကောင်းလားအေးအလုပ်ကလည်းမနာရတော့အခုဆိုရင်မျက်လုံးကြီးပါဖြစ်နေပြီမျက်လုံးကြီးစင်းနေပြီစင်းနေပြီရာဒီလူကလည်းဒီတရှိပြနေဆိုတော့အဲ့လိုကောင်းပါပေါ့တပင်မှာမိထားတဲ့ပုဂ္ဂိုလ်တွေဥဒ္ဒရိုင်းမိထားတဲ့ပုဂ္ဂိုလ်တွေဖယားရင်မိထားတဲ့ပုဂ္ဂိုလ်တွေမိတ်ပြီးတော့တရားနာမျက်လုံးလေးမိတ်တာအဲ့ဒီပြူမိတ်ပြီးတရားနာဟုတ်ပြီလားသူများသာဥခေါ်တဲ့အခါရောရောင်ပြီးတော့သာဓုလေးခေါ်ပြီးနော်မပြန်ရင်ရတယ်မပြန်ရင်ကျင်တတ်တယ်မြင်မြင်ထဲမှာစီတရားနာရင်ကျင်တတ်ပြီဘယ်လိုပုံစံနဲ့နာရဒီဘုန်းကြီးသိတဲ့ဘောကောင်းတယ်အသားသာမဲတာနော်သဘောကောင်းတရားဟောရတာလေးလည်းဦးဇင်းသိတဲ့ဘောကြတယ်စလီတောင်းပေါ်မှာသဘာဝကြမကြောက်လားကြတောတောင်းတောရိပ်တောင်းရိပ်ဦးဇင်းထိုင်းနိုင်ငံမှာတရားဟောတာနိနီယာသိတဲ့ဘောကြတယ်တရားကဦးဇင်းတို့မာချိုင်မြို့မှာရှိတဲ့ဝက်ဟုံဘုံတော်ကြီးကျောင်းရင်းတွင်မှာပြီးခဲ့တဲ့9လပိုင်းပြင်းနေကမှာ15နှစ်မြောက်နေနဲ့နိုင်ကူညီမှုအသင်းနဲ့ပတ်လည်တရားပွဲဦးဇင်းဟောခဲ့ပါအဲ့ဒီမှာကြတော့ဘယ်နေရာမှာတရားပွဲကျင်းပတော့ဆိုတော့အတုပဇေယကိုနောက်ခံထားပြီးကျင်းပဘယ်နေရာမှာအတုပဇေယမဟုတ်အတုပမီးပေါင်းမီးရှို့တဲ့နေရာဘာလို့တဲ့နေရာမီးရှို့တဲ့နေရာဘာတွေမီးရှို့တဲ့နေရာအေးလူတွေလောင်းရင်အတုပတွေမီးရှို့တဲ့နေရာမှာအနောက်မှာအဲ့ဒီအရှိမှာတရားဟောတဲ့ပြင်ထားတယ်ပြီးတော့လေကားလေး30ရှိတယ်အဲ့ဒီအောက်မှာဦးဇင်းတို့ဒီအတုပဇေယကြီးပေါ့အဲ့မှာတရားနာပရိသတ်ကြီးထိုင်းတာအနောက်မှာပါကြီးတော့အနောက်မှာပါရှိနေတော့မိပေါင်းစဟောတဲ့နှစ်ကဆိုကြောကသိမ့်မလုံးဒီကြားတဲ့တစ်ခါတချို့နှစ်တွေနှစ်တိုင်းတော့မဟုတ်ဘူးတချို့နှစ်တွေကြုံရတယ်ဝင်ဘူး
နှစ်လောက်ကြုံစက်တိုက်တော့မဟုတ်ဘူးတနေ့ကတော့အသင်းတွေကအမှုဆောင်အမတန်အားကိုးရတဲ့ဒေါ်တင်မိုးခိုင်တော့ဦးဇင်းတို့ဘလောဘက်ခန်းကြီးရွာကဓမ္မကြီးဆိုတော့မကြီးသေးပါဘူးအသင်းအတွက်အစည်းအဝေးလုပ်ပြီးတော့တရားပွဲအတွက်ပေါ့လေအစည်းအဝေးလုပ်ပြီးဦးဇင်းတို့9လပိုင်းတင်းနေပုံမှန်ကျင်းပတာဆိုတော့အကြံပြီးမှသူအစည်းအဝေးလူကြီးအစည်းအဝေးလုပ်တယ်အဲ့ဒီလုပ်ပြီးတော့သူ့အိမ်ခန်းမှာလုပ်တာပေါ့လုပ်ပြီးတော့အတီးကြီးပြန်ကြပြီအဲ့ဒီညမှာဆုံးတော့အသင်းကိုစွဲနေဖို့ပေါ်ပါတယ်တွေးတူအစားပေါက်မားပြီးတော့အိမ်သာထဲမှာတော့အလုပ်သွားဖို့ရေချိုးနေတယ်ပြီးတော့အဲ့ဒီဥစ္စာတရားပွဲကြတော့လာကူးပါရောဗျာဦးဇင်းတို့ကလည်းအဲ့ဒီဥစ္စာတွေမကျွမ်းဘူးလေဘာလို့လို့မှမသိဘူးမြေတာပဲလက်ပြီးတော့ပို့ရနောက်ဆုံးလည်းသူ့ဟာတော်တော်ကျန်းတာသူကူးတာနောက်တစ်ယောက်ကြတော့လဲဘယ်လိုပါလာလဲဆိုတော့အဲ့ဒါကြီးကြတော့ချင်းတောင်နှမ်းဆရာတော်တို့ကကျွမ်းအလုပ်ပြီးကံပြီးတယ်ဦးဇင်းတို့ကဘာလုပ်တတ်ဘူးပူစံဟာပူပြောချင်တာပြောပါစေပြောတာနားတော့တရားဝဲရက်အကုန်လုံးရက်သူပြောချင်တာပြောပြီးတော့အများပေးမယ်ဒီနေ့လုပ်တဲ့ကုသိုလ်ကြီးဒီနေ့လုပ်တဲ့တရားဝဲကုသိုလ်အကုန်လုံးအများတန်းပေးဝေမယ်ယူအေးစေတရားနာဒါပဲပြောတတ်တယ်လေဘာပြောတတ်ဘူးတအားချမ်းလိုက်တော့အေးမထုတ်သွားဟိပြင်သွားပြင်မှာသွားပြီးထဲမှာတော့တရားစပြောလိုက်လို့ငြိမ်သွားရင်တော့တချို့ငြိမ်အဲ့ဒီဆွမ်းမမဆိုတဲ့နေရာမှာဟောတော့တတ်ခံရတာ10နှစ်ကျော်ပြီးပြောတယ်တက္ကမကြီးပြောက်50ကျော်ပြီးပြောတာနေတဲ့လူတွေတော့မသိတော့သူတို့အတတ်ခံရတာရှေ့ရောက်တယ်နဲ့တူပါတယ်တရားနာခြင်းလို့တဲ့အမြပေးအမြလူခြင်းလို့ဒီကောင်မလေးတယောက်ဆရာပူးပြီးတော့လာထူးခြားတာအဲ့မှာပါလဲဆိုတော့ပူးတဲ့လူကအထက်ကအဓမ္မကြီးအထက်နေတာအပူးခံရတာကဦးဇင်းတို့ဘိတ်တူရဲ့ဘက်ကဒါပေမဲ့သူပူးနေတော့ပြောတဲ့အတန်ကြီးကအကုန်လုံးအဖားကြီးတယ်အထက်နယ်ကအတန်ဦးဇင်းတို့ဘိတ်တန်တို့ရဲ့ကပူးဒါလေးတစ်ခုတော့တိုက်ဆိုင်မှုလို့ပြောမလားတော့မသိဘူးနောက်နေ့မေးကြည့်မှာအဲ့ဒီကလည်းအဲ့လိုမဲ့အမြပေးမယ်အေးစင်းနေမလားနေမယ်အေးစင်းနေမယ်ဆိုပြီးအပြီးအမြတန်းပေးပြီးတော့ငိုယူပြီးတော့ပြီးသွားတရားဘောပြီးတဲ့ကျုပ်ကနာတချို့ဒီငြိမ်တယ်တချို့ကမငြိမ်ပါလို့ရမှာကျိုးတုံပြဖြစ်တော့ကျိုးတော့မတုတ်ပါဘူးတိုင်း3-5ယောက်မှပြီးတော့အပြင်ခေါ်ထုတ်သွားလိုက်တာပြောချင်တာကအဲ့ဒီမှာမှကျွန်တော်နေ့စဉ်ဟို6နှစ်9နှစ်လောက်ရှိပြီပေါ့အဲ့ဒီညာအရင်တော့ဒီကွင်းထဲမှာကျင်းပကွင်းထဲမှာကျင်းပတဲ့အခါမှာဈေးကြီးကမန္တတ်ကြီး9ရက်ဟိုပါဒီအရီ9ရက်ပြင်ဆင်ဈေးကြီးများတဲ့အခါကျအတင်းကဦးဇင်းတို့ကနာရေးအတင်းဆိုတော့ညနာနေရတယ်နိဖန်ငွေလဲနဲတယ်အတင်းညာမငွေလေးနဲ့ဘူးတွေလိုက်ကောက်ပြီးတော့ရောင်းပြီးရတဲ့ငွေလေးနဲ့အတူပါအလောင်းတွေကူညီရတာဆိုတော့ညာမငွေအပြင်လူခံလဲဦးဇင်းတို့မှာမရှိဘူးနာစင်ကြီးတစ်လောက်တစ်ယောက်100ဘတ်100ဦးဇင်းနဲ့ထည့်ရတနေ့ကဦးဇင်းတို့1200ထည့်ပေးရပြားပွဲကျင်းပဖို့တော့တနေ့ကို900ဘုန်းကြီးလည်းထည့်တယ်ဗတိုင်းကနှစ်ပြီးတာနဲ့တောင်းတာပဲတနေ့ကို1900နှစ်စဉ်လူပြီးတော့အဲ့ဒါလုပ်ပါအဲ့တော့ဖန်ငွေရမတော့တော့နောက်ပိုင်းအကြံဘလို့ရသွားတယ်တော့အာတုပါဆရာမှာကျင်းပလိုက်တာထိုင်းကျောင်းနဲ့ဘုန်းကြီးကလည်းတော်ရှာပါတယ်ဦးဇင်းတို့အဲ့ဒီမှာတရားပွဲကျင်းပမှန်းပြီးတော့အာတုပါဆရာကိုတဖြည်းဖြည်းတနေ့ပြီးတနေ့ချက်ပြီးတာအခုတော့ဓမ္မယုံတစ်လုံးစာတော့ကြီးဖြစ်သွားပြိတ္တအများကြီးဆန့်သွားအနောက်မှာကတော့ဘာကြီးရှိနေတော့မိပေါင်းနေဟိုဒီမှာလည်းပဲဒီတိတ်တော်ကြာဓာတ်ပုံရိုက်ပြီးကြည့်လိုက်ဘုန်းကြီးမလားတင်ရှုပ်ပြင်းသိမ့်လားဟိုသူများနယ်မှာလည်းမတူဘူးလေအမြင်လေးမဆန်းဘူးလားဆန်းလားဆန်းတယ်နော်တော့ပြောတောင်ပြောနေအိတ်ချင်ကြီးအောင်ရှောက်ပြောနေတရားခုမှစ10နိုင်နဲ့9မိနဲ့နော်ပြောပြီးသားလောလောလတ်တရားနာမြင်တော့ကတော့မစင်းကြီးဟောမှုကြည့်တာနော်မစင်းခိုင်းနဲ့စင်းဆွဲတည်ကျူတော်ကြီးပူချနဖက်မြင်မလူဘဝအရတော်မီဧကုဒရာနိကေတိကနိပတ်အန္တတုံမှလာတဲ့ပုဂ္ဂိုလ်၃မျိုးရဲ့အကြောင်းမြတ်စွာဘုရားကလောကမှာတချို့သောပုဂ္ဂိုလ်တွေကဇုံလုံးကမ်းနေကြတယ်တချို့ပုဂ္ဂိုလ်ကဘာဖြစ်နေကြလဲတချို့သောပုဂ္ဂိုလ်တွေကြတော့မြင့်လုံးကတစ်ဖက်မြင်ပြီးတော့တစ်ဖက်ကကမ်းတယ်တလုံးကမ်းတဲ့ပုဂ္ဂိုလ်ကိုပြောမှာပေါ့တချို့ပုဂ္ဂိုလ်ကဘယ်နှလုံးကမ်းလဲတလုံးကမ်းပါဗျာတလုံးကမ်း
တချို့သောပုဂ္ဂိုလ်ကြတော့မျက်လုံးနှလုံးလုံးမြင်ရဇုံလုံးမြင်တဲ့ပုဂ္ဂိုလ်လို့ပြောဘယ်နှလုံးမြင်တဲ့ပုဂ္ဂိုလ်စုံလုံးမြင်တဲ့ပုဂ္ဂိုလ်ပါဗျာလူတကူမှာမျက်လုံးဘယ်နှလုံးရှိတယ်နှလုံးပါဗျာနှလုံးရှိတယ်ဒါကိုမြတ်စွာဘုရားဥပမာပေးတာဇုံလုံးကမ်းတဲ့ပုဂ္ဂိုလ်တစ်လုံးကမ်းပြီးတစ်လုံးမြင်တဲ့ပုဂ္ဂိုလ်ရဲ့ဇုံလုံးမြင်တဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်ဘယ်နှမျိုးရှိ3မျိုးပါဗျာပုဂ္ဂိုလ်3မျိုးရှိဇုံလုံးကမ်းတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတော့အနာတိဂတံဝါဘောဂံအတ္တိကိစေယအနာတိဂတံဝါမယသေးတဲ့စီစဉ်ဥစ္စာတွေကိုအနာတိဂတံဝါမယသေးတဲ့ဘောဂံစီစဉ်ဥစ္စာတွေကိုနာအတ္တိကိစေယရအောင်လည်းမလုပ်နိုင်ဘူးဟောအတ္တိဂတံဝါဘောဂံဖတိနကရိယာအတ္တိဂတံဝါရရှိပြီးတဲ့စီစဉ်ဥစ္စာယရနာတွေကိုလည်းဖတိကြီးပွားအောင်ပြန်ပြောင်းအောင်တိုးတက်အောင်နကရိယာမပြုနိုင်ဘူးဇီဝရေးမျက်လုံးမရှိတဲ့ပုဂ္ဂိုလ်လောကီဘဝလောကီချမ်းသာလောကီအတ္တပညာလောကီစည်းစိမ်ဥစ္စာယတနာတွေကိုယူနိုင်စွမ်းတဲ့မျက်လုံးဇီဝရေးမျက်လုံးမရှိဘူးနော်နောက်ကုသလကုသလေဓမ္မေနဇာနိယကုသိုလ်ဆိုတာလည်းသူမသိအကုသိုလ်ဆိုတာလည်းသူမသိသာဝေဇာနာဝေဇေဓမ္မေနဇာနိယအပြစ်ရှိတဲ့အလုံးအပြစ်မဲ့တဲ့အလုံးဆိုတာလည်းသူမသိဟိနာပဏိတာဓမ္မေနဇာနိယယုံညံ့တဲ့အလုံးမြင့်မြတ်တဲ့အလုံးဆိုတာလည်းကဏ္ဍသုက္ကသပတိဘာဂေဓမ္မေနဇာနိယဖြူစင်တဲ့အလုံးမဲညင်းတဲ့အလုံးဆိုတာလည်းသူမသိဘူးအဲ့ဒီမျက်လုံးကိုကြာတော့ကုသိုလ်မျက်လုံးပါမျက်လုံးကုသိုလ်မျက်လုံးဘယ်နှမျိုးနှမျိုးပါဗျာနံပါတ်1ကစီဝါရေးမျက်လုံးနံပါတ်2ကဘာလဲနံပါတ်2ကကုသိုလ်မျက်လုံးဘယ်နှလုံးအဲ့ဒီဥစ္စာကြီးတရုပ်ပေါ်ဦးစင်းကကုသိုလ်မျက်လုံးဆိုတာကတော့ကုသိုလ်အကုသိုလ်သူမသိဘူးမြင့်မြတ်တဲ့လို့ယုံနေတဲ့လို့သူမသိဘူးဖြူစင်တဲ့လို့မဲညစ်တဲ့လို့သူမသိဘူးအပြစ်ရှိတဲ့အလုပ်လားအပြစ်မဲ့တဲ့အလုပ်ဆိုတာလည်းသူမသိဘူးအဲ့လိုအပြစ်မရှိတဲ့ပုဂ္ဂိုလ်ကိုဘာမျက်လုံးကမ်းတဲ့ပုဂ္ဂိုလ်ကုသိုလ်မျက်လုံးကမ်းတဲ့ပုဂ္ဂိုလ်သဘောပေါက်ရဲ့လားဒီဘဝဒီကံလာမှာတို့ကဒုတိယနာပရိသတ်ကိုယ်နိုင်ငံမှာပဲနီးတပါးနိုင်ငံမှာပဲနီးကြိုးစားအားထုတ်နေတယ်ဆိုတာကြီးပွားခြင်းတို့ချမ်းသာခြင်းတို့တိုးတက်ခြင်းတို့မဟုတ်လားအဲ့ဒီတိုးတက်ကြီးပွားအောင်လဲမရှာနိုင်ဘူးဆိုရင်အဲ့ဒီလူကဘာမျက်လုံးကမ်းနေတာစီးပွားရေးမျက်လုံးကမ်းနေတာဘာမျက်လုံးကမ်းနေတာတနည်းအားဖြင့်ပြောရင်လောကီမျက်လုံးကမ်းနေတာပေါ့ဘာမျက်လုံးကမ်းနေတာလောကီမျက်လုံးအဲ့ဒါလူတစ်ယောက်မှာမျက်လုံးဘယ်နှလုံးရှိရမလဲဆိုရင်နှလုံးရှိရနံပါတ်1ကစီးပွားရေးမျက်လုံးနံပါတ်2ကကုသိုလ်ရေးမျက်လုံးမျက်လုံးဘယ်နှလုံးနှလုံးပါကုသိုလ်ရေးမျက်လုံးအခုအန္တပုဂ္ဂိုလ်ဇုံလုံးကမ်းတဲ့ပုဂ္ဂိုလ်ဒီအဲ့ဒီမျက်လုံးနှလုံးလုံးကမ်းနေတဲ့ပုဂ္ဂိုလ်မျက်လုံးနှလုံးလုံးမရှိတဲ့ပုဂ္ဂိုလ်လောကမှာအဲ့ဒီပုဂ္ဂိုလ်တွေမခက်ခဲဘူးလားခက်ခဲအဲ့လိုပုဂ္ဂိုလ်တွေမြတ်စွာဘုရားဘာပြောတော့ဆိုတော့ဥပယတကလိတ်ဂါဟောဥပယတပြစ္ဆုတ်ပန်တန္တရနှပြသောဘဝတို့၌အာနိသမျက်လုံးစုံလုံးကမ်းနေတဲ့ပုဂ္ဂိုလ်ဒီအာနိသကုသိုလ်ရဲ့မျက်စိဇီဝရဲ့မျက်စိနှလုံးစလုံးကမ်းနေတဲ့ပုဂ္ဂိုလ်ဒီဥပယတပြစ္ဆုတ်ပန်တန္တရနှပြသောဘဝတို့၌ကလိကဟောဆင်းရဲပစ္စည်းဆုံးရှုံးခြင်းကိုသာယူတတ်သည်ဟောဒီစင်စစ်မသွေဖြစ်ပါလေတော့တည်းဘဝမှာအောင်မြင်ကြောင်းတိုးတက်ကြောင်းကြီးပွားကြောင်းကိုလည်းရှာနိုင်စွမ်းရှိကုသိုလ်လုပ်တွေလောက်ရမှန်းလဲမသိဘူးအများကျိုးကိစ္စနိုင်ငံအကျိုးလူမျိုးကျိုးသာသနာအကျိုးတဲ့ပိုးရခေါင်းမှန်းလဲမသိအဲ့လိုပုဂ္ဂိုလ်မျိုးကိုဘယ်လိုပြောလို့မြတ်စွာဘုရားဇ
zone long candle buku pakane buku ta down le meji maya down le meji miba down le meji nin down le meji nanga down le meji lu down le meji ai lu buku nyoku zone long candle buku nisa pya pyo tu dia na berita dia zone long candle buku mahu pau dia mahu pau dia now မျက်လုံးတစ်လုံးကမ်းပြီးတော့မျက်လုံးတစ်လုံးမြင်တဲ့ပုဂ္ဂိုလ်ကြဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကဧကစက္ခုဧကဆိုတာနံပါတ်1စက္ခုကမျက်လုံးတစ်လုံးမရှိမျက်လုံးတစ်လုံးအဲ့ဒီပုဂ္ဂိုလ်မှာမျက်လုံးတစ်လုံးကကမ်းအာနာတိကတံဝဘောဂံအဓိကိစီယအနာတိကတံဝမယသေးတဲ့စီစဉ်ဥစ္စာယရဏတွေကိုအဓိကိစေယရအောင်ကြိုးစားအားထုတ်နိုင်ရဲ့အဓိကတံဝရပြီးတဲ့စီစဉ်ဥစ္စာယရဏတွေကိုဖာတိတ်ပြန်ပြုံးအောင်ကြီးပွားအောင်တိုးတက်အောင်ကရိယာပြုနိုင်စွမ်းနေဟောမျက်လုံးတစ်လုံးမြင်တဲ့ပုဂ္ဂိုလ်ဟာဒီဒုတိယနာပရိသတ်ဇီဝချမ်းသာအောင်တိုးတက်အောင်အောင်မြင်အောင်သူလုပ်နိုင်ဒါပေမဲ့ကုသလာကုသလေဓမ္မိနာဇာနိယသာဝေဇာနာဝေစေဓမ္မိနာဇာနိယဟိနပဏိတိဓမ္မိနာဇာနိယကဏ္ဍသုတ်ကသဗ္ဗရိဘာဂေနာဇာနိယအဲ့ဒီပုဂ္ဂိုလ်ကကြီးပွားရာကြီးပွားကြောင်းတိုးတက်ရာတိုးတက်ကြောင်းအောင်မြင်ကြောင်းဒီဘဝမှာလုံနိုင်စွမ်းရှိပြီမဲ့ကုသိုလ်အာကုသိုလ်သူမသိအပြစ်ကင်းတဲ့လို့အပြစ်ရှိတဲ့လို့ဆိုတာသူမသိမြင့်မြတ်တဲ့လို့ယုံနေတဲ့အလုပ်ဆိုတာသူမသိဘူးဖြူစင်တဲ့အလုပ်မဲညစ်တဲ့အလုပ်ဆိုတာသူမသိဘူးကုသိုလ်အကုသိုလ်မသိတော့ဘူးအပြစ်ရှိမှမရှိမှမသိတော့အဲ့ဒီပုဂ္ဂိုလ်ဟာအကုသိုလ်တို့ဒီအကုသိုလ်အလုပ်တွေမလုပ်ဘူးလားလုပ်လားသူပြန်လာပြတယ်အကုသိုလ်မှမသိတော့အကုသိုလ်တွေလုပ်ပြီးပေါ့အကုသိုလ်မှမသိတော့အကုသိုလ်နဲ့စီးပွားရှာပြီးပေါ့မရှာဘူးလားရှာအဲ့ဒီပုဂ္ဂိုလ်မျိုးကတလုံးမြင်ပြီးတော့တလုံးပါဖြစ်နေတဲ့ပုဂ္ဂိုလ်ကမ်းနေတဲ့ပုဂ္ဂိုလ်ရှင်းပြောတော့ဒီဝဒီခန္ဓာမှာချမ်းသာနေတဲ့အောင်မြင်နေတဲ့တိုးတက်နေတဲ့ဒါပေမဲ့သူ့မှာနိုင်ငံအတွက်ဆိုတာလေမသိလူမျိုးအတွက်ဆိုတာလေဘာသာသာသနာအတွက်ဆိုတာလေအများကောင်းကျိုးအတွက်ဆိုတာလေမရှိဘူးအဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုပြောတလုံးကမ်းနေတဲ့ပုဂ္ဂိုလ်တနည်းအားဖြင့်ပြောကြသေးတယ်မြန်မာတွေကတပုတဲ့သမားမပြောဘူးလားပြောလားမပြောဘူးလားပြောလားပြောပါရဲ့ဒီကိုမိသားစုတက်ပဲကြည့်တယ်ကိုမယားတက်ပဲကြည့်တယ်ကိုယောက်ျားတက်ပဲကြည့်တယ်ကိုမိသားစုတက်တဲ့အတိုင်းယုံကြီးတက်ပဲသူစဉ်းစားလောကအတွင်းအများအတွင်းသာသနာအတွင်းဘာသာအတွင်းနိုင်ငံစုပ်ပြတ်နေသူကောင်းပြီဒီလူတို့တွေကြိုက်လို့ဖြစ်နေကောင်းရဟန်းသားကတွေစိတ်ဆင်းရဲကိုသူကောင်းနေမှာမရှိသူစဉ်းစားတာသူအုံနောက်ထဲမှာမျက်လုံးတစ်လုံးပဲပါတော့ဘူးဒါပဲပါတယ်ဒီဘဝဒီခန္ဓာအတွက်ပဲသူသိအများအတွက်သူမကြည့်အဲ့ဒီပုဂ္ဂိုလ်ငကန်းတရားပြောလို့တစ်လုံးမြင်ပြီးတစ်လုံးကန်းဒီပုဂ္ဂိုလ်မျိုးတွေလောကမှာရှိလားမရှိရှိပါတယ်ဗျာအနိနာမှာရှိလားမရှိအေးရှိတယ်အဲ့လိုတစ်လုံးမြင်ပြီးတစ်လုံးကမ်းတဲ့ပုဂ္ဂိုလ်ကရွာတရွာမှာလူကြီးပြင်အဲ့ဒီရွာဘာဖြစ်လဲဒုက္ခရောက်လက်ခံလာပြပြန်လာပြိတ္တာမြို့တစ်မြို့မှာလူကြီးပြင်အဲ့ဒီမြို့ဘာဖြစ်လဲတိုင်းတိုင်းမှာလူကြီးပြင်အဲ့ဒီတိုင်းဘာဖြစ်လဲနိုင်ငံနိုင်ငံမှာလူကြီးပြင်အဲ့ဒီနိုင်ငံဘာဖြစ်လဲအေးတပုတဲ့သမားဘာသမားတွေတလုံးတည်းမြင်တဲ့ကောင်းတယ်။ဘာလဲဟိတလုံးတည်းမြင်တယ်။မြတ်စွာဘုရားပြောတယ်။ဧကစက္ခုတလုံးမြင်ပြီးတလုံးပါဖြစ်တယ်။ခံရပါဗျာ။သူစီးပွားရေးသူကြည်ပွားရေးသူချမ်းသာရေးသူမိသားစုဒါပဲသူသိတယ်။လောကအတွက်ဘာသာအတွက်သာသနာအတွက်နိုင်ငံအတွက်လူမျိုးအတွက်အဲ့ဒါကြီးသူ့မှာမရှိဘူး။ကုသိုလ်အကုသိုလ်သူမသိ။အပြစ်ကင်းတဲ့လို့အပြစ်မရှိတဲ့လို့သူမသိဘူး။မြင့်မြတ်တဲ့အလုပ်ကျူစင်တဲ့လို့လားသူမသိဘူး။ယုံနေတဲ့အလုပ်လားမြင့်မြတ်တဲ့သူမသိအဲ့ဒီပုဂ္ဂိုလ်မျိုးကြီးနေရာရရင်ရသလောက်
အများထိခိုက်ပါလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့လာရကလည်းပဲဒုတိယနာပရိသတ်ဤတော်သောနိရယံခံတော်ဤတော်သောနိရယံခံတော်ဧကစကုဝိဟိညတိမြတ်စွာဘုရားအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးရလဒ်ခုနကဇုံလုံးကန်းတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးရလဒ်ကဒီဘဝမှာရောတန်ត្រာမှာရောပစ္စည်းဆုံးရှုံးခြင်းကိုကြီးအခုမျက်လုံးတစ်လုံးမြင်ပြီးတစ်လုံးကန်းတဲ့ပုဂ္ဂိုလ်ကြတော့ဤတော်သောနိရယံကံတော်ဧကစကုဝိဟိညတိဤတော်ဤဘဝမှာဟောဒီဘဝမှာတော့အစဉ်ပြေသေးတာပေါ့ဤတော်ဤဘဝမှာကံတော်ဤတော်ဤဘဝမှာနိရယံငရဲသို့ကံတော်တွားရောက်ပြီးတော့ဧကစကုမျက်လုံးတစ်လုံးမြင်ပြီးတော့တစ်လုံးကန်းနေတယ်ဆိုတဲ့ပုဂ္ဂိုလ်ဒီဝါစီဝါရဲ့မျက်လုံးသာရှိပြီးတော့ကုသိုလ်ရဲ့မျက်လုံးကန်းနေတဲ့ပုဂ္ဂိုလ်ဒီဤတော်ဤဘဝမှာနိရယံငရဲသို့ကံတော်တွားရောက်ပြီးတော့ဝိဟေညတိကိုစိတ်နှပါပင်ပန်းဆင်းရလီတော်တည်းအဲ့ဒီပုဂ္ဂိုလ်ကိုပြောကြပါသေးတယ်မြန်မာစကားမှာတဘဝဆန်ဒီမပြောဘူးလားပြောလားဒီဘဝမှာတော့ကောင်းတာပေါ့တက်တော့တင့်တယ်ဝင်းထဲမြင့်နေနေလို့ရပြီမဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကဣတောသောနိရလိမ့်မည်အဲ့ဒါတလုံးမြင်ပြီးတလုံးကန်းတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးရလဒ်လာရပါမယ်နောက်မျက်လုံးနှလုံးမြင်တဲ့ပုဂ္ဂိုလ်ကဒွိစကုတဲ့မျက်လုံးဘယ်နှလုံးမြင်တဲ့ပုဂ္ဂိုလ်ဒွိဆိုတာနဲ့စကုဆိုတာမျက်လုံးနှလုံးစလုံးမြင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကလေအနာတိကတံဝဘောဂံအတိကစီယအနာတိကတံဝမယသေးတဲ့စီစဉ်ဥစ္စာယရဏတွေကိုအတိကစီယရအောင်လုပ်နိုင်တယ်အတိကတံဝဘောဂံဖာတိန်ကရိယာရပြီးတဲ့စီစဉ်ဥစ္စာအတ္တပညာတွေကိုဖာတိန်ပြန်ပြောအောင်ကြီးပွားအောင်တိုးတက်အောင်ကရိယာပြုနိုင်စွမ်းတယ်လောကီမျက်လုံးစီးပွားမျက်လုံးဒီမှာရှိနောက်တစ်ခုကကုသလကုသလေဓမ္မေဇာနိယခုနနာဇာနိယမသိဘူးခုကဇာနိယဖြစ်တာသိသွားကုသိုလ်အကုသိုလ်ဆိုတာလည်းသူသိတယ်သာဝေဇာနာဝေစေဓမ္မေဇာနိယမြင့်မြတ်တဲ့အလုပ်အပြည့်ကင်းတယ်လို့အပြည့်မရှိတဲ့အလုပ်ဆိုတာလည်းသူသိတယ်ဟိနာပဏိတဓမ္မေဇာနိယမြင့်မြတ်တဲ့အလုပ်ရုပ်လိုက်တဲ့အလုပ်ဆိုတာလည်းသူသိတယ်ကံနာသုက္ကတပိပါကေဖြူစင်တဲ့အလုံးမဲညစ်တဲ့အလုံးဒီဆိုတာလဲသူသိတယ်ကုသိုလ်မျက်လုံးနဲ့ရှိတယ်။ဘာမျက်လုံးနဲ့ရှိ။အဲ့ဒါဆိုလူတယောက်မှာမျက်လုံးနှလုံးမပြည့်စုံဘူးလားပြည့်စုံပါပြီ။ပြည့်စုံပါပြီဒီဘဝမှာကြီးပွားအောင်တိုးတက်အောင်အောင်မြင်အောင်လုံနိုင်စွမ်းရှိတဲ့စီဝါရေးမျက်လုံးနဲ့သူမှရှိတယ်။ကုသိုလ်အကုသိုလ်ကောင်းတာမကောင်းတာလုံတဲ့တာမလုံတဲ့တာခွဲခြားပြီးတော့သိတယ်အတိညာမျက်လုံးကုသိုလ်ရဲ့မျက်လုံးနဲ့သူ့မှာရှိတယ်အဲ့ဒီပုဂ္ဂိုလ်ကိုဒွိစက္ခုဇုံလုံးမြင်တဲ့ပုဂ္ဂိုလ်ပါမြင်တဲ့ပုဂ္ဂိုလ်အဲ့ဒီဒီကနေ့ပြောတဲ့မျက်လုံးကန်းတယ်မြင်တယ်ဆိုတာကပကတိမျက်စိကိုပြောနေတာမဟုတ်ဘူးနော်ဉာဏ်မျက်စိကိုပြောနေတာဘာမျက်စိကိုပြောနေတာဉာဏ်မျက်စိကိုဦးဇင်းတို့အခုဒီမှာမြင်နေရတာကပကတိမျက်စိကိုပြောခုနကဦးဇင်းပြောတဲ့ကုသိုလ်အကုသိုလ်တွေခွဲခြားသိတာကြီးပွားအောင်တိုးတက်အောင်အောင်မြင်အောင်သိတာလို့ဆိုတာဘာမျက်စိဉာဏ်မျက်စိလူတိုင်းမှာတော့မျက်လုံးတွေပါလာပြီးမဲ့တချို့ကဇုံလုံးကန်းနေတချို့ကတစ်လုံးမြင်ပြီးတော့တစ်လုံးကန်းနေတချို့သောပုဂ္ဂိုလ်တွေကြတော့နှလုံးစလုံးမြင်နေဒီဥဒ္ဒနာပရိသတ်တွေကနှလုံးစလုံးမြင်လားမမြင်ဘူးလားမမြင်သေးဘူးတဲ့အေးပါဝါတတ်ပြီးတော့ပါတတ်ရပါတော့ပါဝါတတ်အဲ့လိုပုဂ္ဂိုလ်မျက်လုံးနှလုံးလုံးမြင်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကချီးကျူးတယ်မြတ်စွာဘုရားချီးမွမ်းတော်မူတယ်အဲ့လိုမျက်လုံးနှလုံးလုံးမြင်တဲ့ပုဂ္ဂိုလ်ရဲ့လာရကြတော့ဥပေတိဗတ္တကဌာနကောင်းမြတ်တဲ့အယဌာနသို့
သောတုမျက်လုံးနှလုံးစလုံးမြင်တဲ့ပုဂ္ဂိုလ်သည်ဝါစီဝါရဲ့မျက်လုံးကုသိုလ်ရဲ့မျက်လုံးနှလုံးစလုံးမြင်တဲ့ပုဂ္ဂိုလ်သည်မျက်လုံးနှလုံးစလုံးရှိတဲ့ပုဂ္ဂိုလ်သည်ဘာဒဂဒါနံကောင်းမြတ်တဲ့အယထာနာတွေကိုဝါလူဘုံနတ်ဘုံဓမ္မဘုံနိဗ္ဗာန်ဘုံဆိုတဲ့ကောင်းမြတ်တဲ့အယထာနာတွေကိုဥပေတိမုတ်ချမသွေကာရောက်ရပြီယတ္တတို့နိဗ္ဗာန်လူချမ်းသာနတ်ချမ်းသာဓမ္မချမ်းသာဆိုတဲ့ကောင်းမြတ်တဲ့အယထာနာတွေကိုဂန္ဓွာကောင်းကောင်းမွန်မွန်သွားရောက်ပြီးတော့နာသောစတိဘေသောခါမကိုယ်စိတ်နှပါဆိုရင်ပူဆွေးခြင်းမရှိပါရဲ့လို့ဘဂဝါဘုံတော်ကြည်တော်မူတဲ့မြတ်စွာဘုရားသည်အဝေါစာကရုဏာရှိတမေတ္တာအဖြစ်ဟောကြားတော်မူခဲ့ပါပြီတည်းဇုံလုံးမြင်တဲ့ပုဂ္ဂိုလ်တွေကလေသူပြနာပြိတ္တဒီဘဝမှာလည်းပဲကောင်းကောင်းမွန်မွန်အထက်တန်းကြကြမြင်နေမှလာနေရသလိုဝေလုံနိစ္စရောက်သွားတဲ့အခါမှာလည်းပဲဗတ္တကံဌာနံကောင်းမြတ်တဲ့လူချမ်းသာဘုံဌာနနတ်ချမ်းသာဘုံဌာနမြမချမ်းသာနိဗ္ဗာန်ချမ်းသာဆိုကောင်းမြတ်တဲ့ဘုံဌာနတွေကိုရောက်ရှိပြီးတော့နတ်သောစတိစိုးရင်ချင်းပူဆွေးခြင်းမရှိတော့ဘူးကိုယ်စိတ်နှပါချမ်းမြေ့တဲ့ဘဝကြီးပိုင်ဆိုင်ရပါရဲ့ဒါကြောင့်ဒုတိယနာပရိသတ်ဒီအနေနဲ့ဇုံလုံးမြင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမယ်။ဘာမြင်အောင်ဖြစ်အောင်ကြိုးစားရမလဲ။ဇုံလုံးမြင်တဲ့ပုဂ္ဂိုလ်ပါ။ကိုဘဝတိုးတက်ကြောင့်ကြီးပွားကြောင်းဆိုတဲ့တဘဝဇာတမတဖို့ရဲတမကြီးပဲမဖြစ်ဘဲနဲ့သူလဲဝမ်းသာငါလဲရှင်ပြုံးဆိုတဲ့ဒီကူဆရာတော်ရဲ့စကားလုံးတွေပေါ့။သူလဲဝမ်းသာငါလဲရှင်ပြုံးနှစ်ဦးလုံးကိုရောကိုရဲ့ဝန်းကျင်ရောကိုနေတိုင်းတဲ့ဝန်းကျင်ကိုရရွာကိုရကွက်ကိုနိုင်ငံကိုလူမျိုးကိုသာသနာတန်းနိုင်ကဘာကြီးတစ်ခုလုံးကိုပါကောင်းကျိုးပြုနိုင်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ဖို့မျက်လုံးနှလုံးဇုံလုံးမြင်တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ဖို့ဦးဇင်းတို့တိုက်တွန်းပါလိဒီလိုဖြစ်တဲ့ဆိုရင်လာရတဲ့ဘဝဒီဘဝမှာရောတန်ត្រာမှာရောအမတန်မှအထက်တန်းကြတမျက်နှာပန်းလာဘဝတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါနဲ့ပတ်သက်မြတ်စွာဘုရားဤကုန်းကျုံနေနဲ့ပြောချင်တာကလောကမှာအပေါင်းအသင်းတွေလုံးတဲ့အခါကြရင်လည်းပဲအန္တင်္စဧကသက္ကုံ္စအာရကပရိဝိဇယေအန္တင်္စဧကသက္ကုံ္စအာရကပရိဝိဇယေအန္တင်္စဇီဝရဲ့မျက်လုံးနဲ့မရှိကုသိုလ်ရဲ့မျက်လုံးနဲ့မရှိဘဲနဲ့ဇုံလုံးကန်းနေတဲ့ပုဂ္ဂိုလ်ကို၎င်းဧကသက္ကုံ္စဇီဝရဲ့မျက်လုံးသာရှိပြီးတော့ကုသိုလ်ရဲ့မျက်လုံးမရှိတဲ့တစ်ဖက်ကံပုဂ္ဂိုလ်ကို၎င်းအာရကဝေစွမ်းပရိဝေစေယရှောင်ကျင်ရမယ်ဟောလောကမှာမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဇုံလုံးကမ်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လူတယောက်နဲ့တယောက်ပေါင်းတင်ဆက်ဆံတဲ့အခါမှာလည်းပဲဒုတိယနာပိဋကကြီးဇုံလုံးကမ်းတဲ့ပုဂ္ဂိုလ်ရဲ့တစ်ဖက်တည်းမြင်တဲ့ပုဂ္ဂိုလ်ရဲ့ဒီပုဂ္ဂိုလ်နှမျိုးကိုအာရကဝေဇွာပရိဝေစီယရှောင်ကျင်ရမယ်ဟောအပေါင်းတဲ့ဆက်ဆံရေးလုပ်တဲ့အခါဇုံလုံးကမ်းတဲ့ပုဂ္ဂိုလ်နဲ့တစ်ဖက်ကမ်းတဲ့ပုဂ္ဂိုလ်ဘာလို့ရမှာလဲရှောင်ကျင်ရမယ်အပေါင်းတင်မလုံးရဘူးလေအာရကဝေဝေကရှောင်မယ်ဘယ်လိုကရှောင်မယ်ဝေဝေကရှောင်ပါကတ်ရှောင်ခိုင်းတာလားဝေဝေရှောင်ခိုင်းတာဝေဝေရှောင်ခိုင်းပါတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးတွေဇုံလုံးကမ်းတဲ့ပုဂ္ဂိုလ်ရဲ့တစ်ဖက်ကမ်းတဲ့ပုဂ္ဂိုလ်ရဲ့ဒီပုဂ္ဂိုလ်မျိုးကိုဘယ်လိုရှောင်ရမလဲကပ်ပြီးရှောင်မလားဝေဝေရှောင်မလားတချို့ကကိုယ်စိတ်ကိုနိုင်တယ်ဆိုကတ်ရှောင်တာရှိတယ်မရှိဘူးလားရှိလားရှိပါတယ်မထီနဲ့နဲ့သွားလို့ရကတ်ရှောင်တယ်ဒုတိယနာပရိသမကောင်းအာကုတုမကောင်းတဲ့ဓာတ်ဆိုတာမီးနဲ့တူတယ်ဒါလည်းတူတယ်နီးပျော်တတ်တယ်နီးရင်ဘာဖြစ်တော့ဦးဇင်းတို့စိတ်တွေကလည်းပုရုဇဉ်စိတ်တွေကလည်းဖျောင်းနဲ့တူတယ်ဘာနဲ့တူလို့အဲ့တော့မကောင်းတဲ့ပုဂ္ဂိုလ်ဆိုတဲ့အတန်ကြားရင်မကောင်းတဲ့အရာဆိုအတန်ကြားရင်မကောင်းတဲ့နေရာလို့ပြရင်တို့ကြားတယ်ကတ်ရှောင်ပါလားဝေးဝေးကရှောင်ပါလားမကြည်လေးစားမလုပ်နဲ့နော်တချို့ကကိုယ်စိတ်ကိုနိုင်တယ်ဆိုပြီးတော့ဘယ်လိုရှောင်ကြလဲကတ်ရှောင်ကြတယ်အရှောင်မတတ်ရင်ဘာဖြစ်သွားလဲကမိနာဖြစ်သွားတယ်ဘာဖြစ်သွားလဲကမိနာဖြစ်သွားအဲ့ဒါကြောင့်ဦးဇင်းတို့ဘယ်လိုရှောင်ရမလဲ
ဝေးဝေးကရှောင်ရမယ်ဒွေစကုံပနာသေဝေဒတတ္ထာပုရိတာပုဂ္ဂလံဒွေစကုံပနာကုသိုလ်ရဲ့မျက်လုံးလည်းရှိပညာရဲ့မျက်လုံးလည်းရှိတဲ့ပုဂ္ဂိုလ်ကိုတတ္ထာပုရိတာပုဂ္ဂလံလောကမှာအမြတ်ဆုံးဆိုအပ်သောဒွေစကုံမျက်လုံးနှလုံးစလုံးမြင်တဲ့ပုဂ္ဂိုလ်ကိုဒေဝေထာကောင်းစွာလလမြည်ဝဲရမယ်လို့ဘဂဝါဘုံတော်ကြည်တော်မူတဲ့မြတ်စွာဘုရားသည်အဝေါဇာကရုဏာစေတမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပြီတည်းဇုံလုံးမြင်တဲ့ပုဂ္ဂိုလ်ကိုတော့ဒုတိယနာနဲ့ဘာလို့ရမှာလဲပေါင်းသင်းဆက်ဆံခြင်းလုပ်ပါပฏิဒေဝိတနီနီကတ်ကတ်ကိုပေါင်းသင်းဆက်ဆံပါဟုတ်ပြီနော်တလုံးကန်းနေတဲ့ဇုံလုံးကန်းတဲ့ပုဂ္ဂိုလ်တလုံးကန်းနေတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုရှောင်းမှာဝေးဝေးကရှောင်းနှလုံးစလုံးမြင်တဲ့ပုဂ္ဂိုလ်ကြတော့နီနီကတ်ကတ်ပေါင်းသင်းဆက်ဆံပါအဲ့လိုပေါင်းသင်းဆက်ဆံလို့ရှိရင်ဒီဘဝအတွက်ရောသန္တရာအတွက်ရောဧကံမုတ်ချအကျိုးရနိုင်ပါ रे ဒါကြောင့်နှစ်ဖက်မြင်မှာလူဘဝတရားကပြီးတော့မယ်တရားနာမမရသေးဘူးဟိုဆယ်နာရီခွဲပြီတရားဤကောင်ကချုပ်ချင်နေပြီခက်တာကပရိသတ်တွေကတရားနာမရသေးတော့ဘုန်းကြီးကတရားဤကောင်ချုပ်လို့မရဘူးဖြစ်နေဝါကြပြီဒီညတော့ငွေဘုန်းကြီးကပလင်ပေါ်မဆင်းရဘူးနဲ့ဒီကပရိသတ်ကတရားနာမခုကြီးမရသေးဘူးရပြီလားတနေ့မှတစ်ခါပဲအားပေးလေမင်းသားကပြီလားဒါပြီးရင်ကောက်အောင်ပါမကောက်ဘူးနော်ကောက်အောင်ပါလေအေးကောက်အောင်ပါဆိုတော့ဘုန်းကြီးလိုက်ပြီးပေါ့လေနော်တရားနာမရပြီလားရပါပြီပြောကြည့်နှစ်ဖက်မြင်မှာလူဘဝတစ်ဖက်တည်းမြင်ရောအရာတော်ပြီလားမတော်သေးဘူးနော်ဘယ်နှစ်ဖက်မြင်မှာတစ်ဖက်တည်းမြင်ရင်အရာမတော်သေးဘူးဇုံလုံးတိုင်းရင်တော့ကိုဆိုးသွားပြီပေါ့ဟုတ်ပြီလားဒါဆိုရင်အောက်ပြန်သွားမယ်မနေ့ပြန်အလုပ်ထဲဝင်မယ်ဆိုရင်ညာတော့တရားနာခဲ့တယ်ဘာတရားနာခဲ့လဲပြင်မယ်ဆိုရင်ဘယ်လိုပြင်မလဲနှစ်ဖက်မြင်မှာလူဘဝအရာတော်ပြီဆိုတဲ့တရားဒီကနေ့ဒီနေ့ဒီခါဒီတန်မြမှာနှလုံးသွင်းဆင်ခြင်ပြီးတော့ဒီဘဝဒီခန္ဓာကိုကိုယ်အတွက်လည်းအသုံးချမိသားစုအတွက်လည်းအသုံးချလောကအတွက်လည်းအသုံးချလူမျိုးနိုင်ငံအတွက်တိုင်းပြည်အတွက်လည်းအသုံးချပြီးတော့ဒီဘဝခန္ဓာနောင်ဘဝခန္ဓာတန်တရာအဖျားဖျားမှာတိုးတက်တဲ့တိုးတက်မြင့်တဲ့မြင့်ပြီးတော့နောက်ဆုံးဘဝ၌နိဗ္ဗာန်သို့လွယ်ကူစွာအတိပြီးမြင့်မောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်းဒုက္ခိတတတဝါဒုက္ခိတတတဝါညတံပြေကြအောင်အာလုံးနဲ့အာလုံးပြုလိုက်ဆိုကြဣဒံမေပုံညာဣဒံမေပုံညာခယံအာတဝခယံဟောတုဝဟံဟောတုမေဒါနံဣဒံမေဒါနံသီလံဣဒံမေသီလံမေဘာဝနာဣဒံမေဘာဝနာနိဗ္ဗာနတ္တနိဗ္ဗာနတ္တစေယောပစ္စယောဟောတုဟောတုဣဒံပုံညဘာကံပုံညဘာကံမာတာပိတုမာတာပိတုအာစရိယအာစရိယညာတိမိတ်တညာတိမိတ်တဟာနံမြေမဟာနံအာဒိကတ္တဝါအာရိကတ္တဝါသဗ္ဗတတ္တနံသဗ္ဗတတ္တနံအာဇိမဘာဖယအာဇိမဘာဖယအရှင်ဘယအရှင်ဘယတပိတောတပိတောမတို့သည်တပိတောမတို့သည်နေရတိုင်တံနေရတိုင်တံဗုဒ္ဓပူဇာဗုဒ္ဓပူဇာဓမ္မပူဇာဓမ္မပူဇာသံဃပူဇာသံဃပူဇာကုသိုလ်အထူးထူးတို့ကိုကုသိုလ်အထူးထူးတို့အာဘတယအာဘတယဝဗန္တတဝဗန္တတနိညွည
လုံးလုံးစီဘူးအာထုခဲ့ပါ၏အရှင်မြတ်ဖရာဤကောင်းမှုသည်နိဗ္ဗာန်သို့ဝေကူစွာမြတ်မောပြုလုပ်ရန်အထောက်အပံ့ဖြစ်ပါစေသာအရှင်မြတ်ဖရာယနေ့ယခုပြုလို့အာထုရသောကုသိုလ်အဘုဘာဂတို့ကိုကိုဆောင်နှင့်ဤစီရီဆောင်နှင့်ဤစင်တို့ဆောင်နှင့်မြင်ဆောင်နှင့်ဤသာသနာပြုရာဌာနဆောင်နှင့်ဤတော်ဤတောင်ဆောင်နှင့်ဤကျွန်းဆောင်နှင့်တောဆောင်နှင့်တောဆောင်နှင့်ပင်လေဆောင်နှင့်သမုဒ္ဒရာဆောင်နှင့်အာဂတသုဘုံမေသုရုက္ခသုစတုလောကပါဠနှင့်သာသနာတော်ဆောင်နှင့်မောနတာလေနတာအစထား၍သမာဓိဝနတ်ကောင်းနတ်ပေါင်းနှင့်တကွဇာမီအားအမြပြီးပြီပါ၏ဘယမင်းကိုအစထား၍ငဲသူငဲသားအပေါင်းတို့အားအမြပြီးပြီပါပိတ္တာဘုံ၌ပိတ္တာပေါင်းတို့အားအမြပြီးပြီပါ၏တန္တရာဆက်စစ်ဘဝအဆက်စစ်တော်ဆက်ခဲ့ကြဘူးသောမိဟောင်းပါဟောင်းဆွေဟောင်းမျိုးဟောင်းမိတ်ဆွေပင်ဟအဟောင်းတို့အားအမြပြီးပြီပါ၏30ဘုံအနန္တစัจ java လာမိတေနေထိုင်ကြသောဒုက္ခိတတတ္တဝါဒုက္ခိတတတ္တဝါအပေါင်းတို့အားအမြပေးဝေပါ၏အမြရာကြ၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေကုန်လောအာလုံး